အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိမ်မှာအလွယ်ကူစွာထန်လိုက်ကိုပြုလုပ်နည်းကိုဖော်ပြမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ဒီလိုမျိုးကြောက်လက်တွေဒီကြောက်လက်တွေဒီတချို့ကြောက်လက်တွေက3ရင်ဒီထိတ်ကတန်လိုက်တွေမရှိတာတို့တန်မလိုက်တာတို့ဒီလိုမျိုးစက်ကူယူတဲ့ချိန်ဒီကောင်ကကျတော့တန်လိုက်ရှိလို့ဒီလိုလာရယ်နော်တချို့ကြောက်လက်ဒီကောင်ဆိုရင်ဒီလိုတန်လိုက်ယူလိုက်ရင်လာတော့net တွေယူလိုက်ရင်လာတော့ဒီလားအဲ့တော့ဒီဗီဒီယိုမှာကျတော့ဒီကြောက်လက်တွေဒီလိုမျိုးတန်ချောင်းတွေကိုဘယ်လိုတန်လိုက်လို့ရမလဲဆိုတာပြောပြမှာဖြစ်ပါတယ်ပြောရရင်ကတော့တန်ချောင်းမှာတန်လိုက်တွင်းလိုက်တာပေါ့နော်အဲ့တော့ဗီဒီယိုစားကြရအောင်အရင်ဦးဆုံးတော့လိုအပ်တာတော့ပုတ်ပြတော့မဟုတ်ဒီလိုမျိုးတက်တာတုံးလေးနော်တက်တာပြလေးတက်တာတုံးလေးနောက်တစ်ခုကကျတော့ဝါယာကျိုးတူလေးလောက်ပေါ့ရှည်လေးပေါ့ပြီးရင်ကျတော့ PVC pipe ဒီကောင်ရဲ့အရှည်အားကျတော့3လက်မခွဲပေါ့နော်3လက်မခွဲလောက်ငါးမှုပိုက်3လက်မခွဲပြီးရင်ဒီလိုမျိုးညက်ကလစ်ဒီလောက်ပဲလို့อ่ะပစ္စည်းအများကြီးတော့မလုံးနော်အဲ့တော့အရင်ဆုံးတော့ဒီညက်ကလစ်နဲ့ဒီကောင်ကိုချိန်လိုက်မယ်ကောင်ဖြုံမယ်ဒီအခုကျွန်တော်လုပ်နေတဲ့ဒီတန်လိုက်က SM channel ကလည်းလုပ်တယ်ပြီးတော့ကျတော့ The Light channel ကနေလည်းလုပ်ပြထားတယ်เนาะအဲဒါကြောင့်ကျွန်တော်လည်းဆန်းလုပ်ကြည့်ကြရပါတော့အဲ့တော့ဒီကောင်ကိုဒီလိုလေးခေါက်လိုက်မယ်ဒီဆုံးတော့ဒီကောင်ကိုချက်လိုက်ပြီးရင်ဒီကောင်ကိုတော့ကောင်းလေးချက်လေးဖြစ်အောင်လုပ်နော်ကျွန်တော်ကဒါတကယ်တော့ရမြတ်စမ်းတက်တာပါနော်တကယ်ဟုတ်လားမဟုတ်လားဆိုပြီးတော့လုပ်ပြတာကတော့ ASM ရဲ့ဒီ The Light channel နဲ့channel နှစ်ခုလုံးကလုပ်ပြသွားပါတယ်ကျွန်တော်ကတကယ်ရမြတ်စမ်းပြချင်လို့လုပ်ကြည့်ကြပါနော်ရပါပြီဒီကောင်ကိုချက်လေးလုပ်လိုက်ပြီရပါပြီပြီးရင်ဒီပိုက်မှာ3ပတ်လောက်ပိုက်ရမှာဒီကောင်ကိုဝါကျိုး3ပတ်လောက်ပိုက်ရမှာနော်နည်းနည်းတင်းနဲ့ပတ်ပါနော်ဘက်နှစ်ပတ်ပေါင်းဘက်3ပတ်ပတ်သွားရင်ညမှာကော်လေးနည်းနည်းလောင်းလိုက်မယ်နော်အဲ့တော့ဒီကောင်ကိုကော်ကပ်ပေးလိုက်ပြီနော်ဖဲဒူကောနဲ့ကောင်းကောင်းကပ်ပေးလိုက်ပြီအဲ့တော့ဒီကောင်ပိုင်းတော့ရသွားပြီဆိုတော့ဒီကောင်ကိုဒီနားမှာကဲရအောင်ကျွန်တော်ကဒီကောင်ကိုဒီဘေးနားလေးနဲ့ဘေးနားမှာလိန်လိုက်တာနော်ခွေလိုက်တာနော်အဲ့တော့ဆိုရင်တချို့တန်ချောင်းတွေလှုပ်ချင်ကြတော့အလဲမှာဆိုရင်တော့မမိုက်မှာဆိုလို့ဒီဘက်မှာလှုပ်လိုက်ဆိုတော့ဒီကောင်ဒီနားမှာစင်တာမှာကပ်လိုက်ဒီကောင်လည်းဖဲဒူကောနဲ့ပဲကပ်လိုက်မယ်လည်းကလပ်ရသွားပါပြီဒီလောက်ပါပဲပြီးသွားပြီနော်ဒီလောက်ထားလိုက်ပြီပြီးတော့ Sunable battery အကြီးယူလဲရတယ်ဒီလိုမျိုး cycle battery လဲယူလဲရတယ် car battery လဲယူလဲရတယ်အမှ Sunable ရှိစေရမှာနော်ဆိုတော့စမ်းကြည့်အောင်အရင်ဆုံးတော့ကျွန်တော်ညက်ထားတဲ့ဖက်ကိုအပေါင်းဖက်ထားလိုက်မယ်ပြီးရင်ကျတော့ဒီကောင်ကိုနည်းနည်းလေးဒီကောင်ရဲ့ဂျင်းနီကိုထုတ်လိုက်မယ်ရပါပြီဒီကောင်နည်းလေးလေးပြီးရင်ဒီကောင်ကိုစမ်းကြည့်ကြည့်မယ်နော်လုပ်ပြီးသွားပြီဆိုတော့ဒီကောင်ကိုစမ်းကြည့်ကြည့်မယ်အဲ့တော့ဒီကောင်ကိုစန်တာထဲမှာဒီကောင်အခုကြာဒီကောင်လုံးဝဆွဲဦးနော်ဆွဲလာအောင်နော်ဆိုတော့စမ်းကြည့်ကြည့်မယ်ဆိုတော့ဒီကောင်ကိုစမ်းဖို့အတွက်စန်တာမှာကွက်တိဒီလိုလေးထိုးပေးလိုက်ပြီးတော့ဒီနားမှာအဲ့လိုလေးလုပ်ပေးလိုက်
ဒါရပါရှင်နော်ပြီးရင်စမ်းကြည့်မယ်တွေ့လားကောက်လိုက်တွေ့လားဒီကောင်ရပါပြီနော်တွေ့လားတွေ့လားဟုတ်တယ်နော်တွေ့လား spring ကိုတော့ယူနေလိုက်နော် net တွေယူမလား spring ယူမလားကိုရပါပြီဆိုတော့ဒီကောင်ရပါပြီတော့ဒီကောင်ကိုစမ်းကြည့်ကြည့်မယ်နော်ဒီကောင်လည်းဒီလိုမျိုးတန်လိုက်ယူတဲ့ချိန်ယူလို့မရအောင်နော်စမ်းကြည့်ကြည့်မယ်နော်စန်တာမှာထိုးပြီးတော့ဒီလိုလေးလုပ်ပေးလိုက်မယ်လုပ်ကြည့်ကြည့်မယ်နော်တွေ့လားတွေ့လားရရနော်ဒါတကယ်ရရနော် fake မဟုတ်ပါဘူးအဲ့တော့ဒီနေ့အတွက်ဒါပဲဒီဗီဒီယိုကြိုက်ရင် like လုပ်သွားပါchannel မှာ new ဆိုရင် subscribe လုပ်သွားပါပြီးတော့နောက်ဗီဒီယိုမှာတွေ့ရအောင်နော်